မင်္ဂလာပါကျွန်တော်တို့ဒီ module ကတော့ဒီ AI literacy သင်ယူရဲ့နောက်ဆုံး module ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ module မှာတော့ကျွန်တော်တို့အဓိကအကြောင်းအရာ၄ခုကိုဗီဒီယို၄ခုနဲ့ဆွေးနွေးပေးသွားမယ်ပထမဆုံးဗီဒီယိုကတော့ AI ရဲ့အစွမ်းပေါ့နော် AI ကိုအသုံးချလို့ရတဲ့ဟာတွေကိုကျွန်တော်တို့ခြုံပြီးတော့ပြန်ပြောပေးမယ်ဒုတိယဗီဒီယိုမှာတော့ AI နဲ့ပတ်သက်လို့သတိထားမယ့်ဟာတွေအနေနဲ့ရှိနိုင်တဲ့ဟာတွေဒါတွေကိုဆွေးနွေးပေးသွားမယ်တတိယဗီဒီယိုမှာတော့ခုနလိုမျိုးသတိထားစရာတွေအတွက်ပေါ့နော်အဖွဲ့အစည်းကြီးတွေအစိုးရတွေကAI နဲ့ပတ်သက်လို့ဘာတွေလုပ်နေတယ်ဘာတွေလုပ်သင့်တယ်ဆိုတာတွေကိုကျွန်တော်တို့ဆွေးနွေးပါမယ်နောက်ဆုံးဗီဒီယိုမှာတော့ကျွန်တော်တို့တဦးချင်းအနေနဲ့ကောဘာတွေလိုက်နာသင့်လဲဘာတွေလုပ်ဆောင်သင့်လဲဆိုတာကိုဆွေးနွေးသွားမယ်เนาะအဲ့တော့အခုကတော့ဒါပထမဆုံးဗီဒီယိုဖြစ်ပါတယ်အဲ့တော့ AI ရဲ့အစွမ်းတွေအကျိုးရှိတဲ့ပုံစံတွေကိုဆွေးနွေးကြတာပေါ့နော်အဲ့တော့တကယ်တော့ရှေ့ဗီဒီယိုတွေပေါ့နော်ရှေ့ module တွေကဗီဒီယိုတွေမှာလည်းဒါတွေကဆွေးနွေးပြီးသားပါအခုကတော့ဒါပြန်ချုပ်ပြီးတော့လိုရင်းကိုဆွေးနွေးမယ်သဘောပေါ့နော်အဲ့တော့ AI ကရှေ့မှာပေါ်ထွန်းလာခဲ့တဲ့နည်းပညာတွေလိုပဲပေါ့နော်ဥပမာလျှက်စစ်မီတို့ internet တို့ smartphone တို့လိုပဲလူတွေရဲ့ဘဝတွေကိုဝင်လာပြီးတဲ့အခါမှာတေချာပေါက်ထွက်သွားဖို့တော့မရှိဘူးပေါ့နော်ဒါကိုဘယ်လောက်ထိအသုံးချနိုင်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့တယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့စွမ်းအားတွေအများကြီးကွာသွားနိုင်တယ်အဲ့တော့ဒါကတော့ရှေ့ကဗီဒီယိုတွေမှာလည်းကျွန်တော်တို့ဆွေးနွေးခဲ့ပြီးသားဖြစ်ပါတယ်အဲ့တော့အဓိကအချက်တွေကိုပြန်ပြောရမယ်ဆိုရင်နံပါတ်1က AI သည်ကျွန်တော်တို့ဒီတစ်ခုခုကိုလေ့လာတဲ့အခါမှာသင်ယူသင်ကြားတဲ့အခါမှာအရန်ကိုပို့ပြီးတော့အထောက်အကူဖြစ်တဲ့နည်းပညာတစ်ခုဖြစ်လာတယ်เนาะကျွန်တော်တို့တာမန်သင်ကြားရတဲ့ထက်ပိုလေ့လာတဲ့ထက်ပိုတဲ့အဓိကအားသာချက်ကတော့ personalized learning လို့ခေါ်တဲ့ဟာပေါ့เนาะအဓိကကတော့တယောက်ချင်းစီကိုဂရုစိုက်ပြီးတော့အဲ့ပုံမှာမူတည်ပြီးတော့လွယ်ပေးတာခတ်ပေးတာကိုယ့်ရဲ့တိုးတက်မှုကိုသူကတေချာစောင့်ကြည့်ပေးလို့ရတဲ့နီးပညာလူတိုင်းလက်လန်းမိတဲ့နီးပညာဖြစ်လာတယ်တာမန်ဆိုရင်ဒါမျိုးဖြစ်ဖို့ကကျွန်တော်တို့ကအရင်ကဆိုရင်လူဝင်အားတွေအများကြီးသုံးမှရတဲ့အနေအထားကနေခုကတော့ AI နီးပညာကိုသုံးပြီးတော့တခုခုလေ့လာလို့တဲ့လူတိုင်းကဒီလိုအကျိုးကျေးဇူးမျိုးကိုခံစားလို့ရလာတယ်เนาะအဲ့တော့ဒါပညာရေးနဲ့ပတ်သက်တဲ့အသုံးချတဲ့ပုံစံတွေမှာဆွေးနွေးပြီးသားဆိုတော့ကျွန်တော်တို့အသေးစိတ်တော့မပြောတော့ဘူးအခုနောက်ပိုင်းပေါ့เนาะကျွန်တော်တို့ဒီ Google ရဲ့ထုတ်တဲ့ Notebook LM တို့ဘာလို့လို့ AI အသုံးချတဲ့ service တွေရှိတယ်ဒါတွေဆိုရင်ပြောမယ်ဆိုရင်တော့တီးတန့်ပေါ့เนาะသူကတော့စာလုပ်ဖို့အတွက်တီးတန့်လုပ်ထားတဲ့ AI မျိုးဖြစ်တဲ့အတွက်ကိုအသုံးချတဲ့ချတတ်တယ်လို့မျိုးပေါ့နော်ဥပမာမှတ်စုတိုတွေထုတ်ပေးတာပြီးရင် mind map တွေဆွဲပေးတာပြီးရင် video overview လို့ခေါ်တဲ့ဗီဒီယိုနဲ့အကျဉ်းချုပ်အချက်လက်တွေဆွေးနွေးပေးတာထုတ်ပေးတာပြီးရင် audio overview လို့ခေါ်တဲ့လူနှစ်ယောက်အပြန်အလှန်ဆွေးနွေးတဲ့ podcast style ပေါ့နော်ဆွေးနွေးတဲ့ပုံစံတွေနဲ့အကျဉ်းချုပ်တွေထုတ်ပေးတာဒါမျိုးတွေပါလာတဲ့ service တွေ software တွေလည်းပေါ်လာတာပေါ့နော်အဲ့တော့ပြောချင်တာကတမယိုးကြ AI ကိုပဲပညာရေးအတွက်သုံးလဲရတယ်လို့ပညာရေးအတွက်တည်တံ့ထုတ်တဲ့ AI တွေလည်းအများကြီးရှိလာတယ်เนาะအဲ့တော့ဒါကပညာရေးမှာ AI ရဲ့အရေးပါပုံတွေပေါ့နော်နောက်တစ်ခုကတော့ရှေ့မှာဆွေးနွေးခဲ့သလိုပဲ AI ဒီကျွန်တော်တို့ရဲ့လုပ်ငန်းခွင်ကိုလည်းအများကြီးရောတိုးတက်လာစေနိုင်တယ်အဲ့ဒါအရင်အထက်ပို့ပြီးတော့ထိထိရောက်ရောက်လုပ်နိုင်လာတယ်များများစားစားလေးလုပ်နိုင်လာတယ်เนาะအဲ့တော့AI ကြောင့်ပေါ့နော်ဒီကမ္ဘာရဲ့စီးပွားရေးတစ်ခုလုံးမှာ 2.6 ကနေပြီးတော့ 4.4 trillion လောက်အထိတောင်မှငွေကြေးတိုးပွားလာနိုင်တယ်သို့မဟုတ်လည်းAI ကနေပြီးတော့ငွေကြေးရှာလို့ရနိုင်တယ်ဆိုတာမျိုး McKinsey လို့ဖွဲ့မျိုးကနေခံမှန်းထားတာမျိုးတွေတောင်ရှိတယ်ပေါ့နော်ရှေ့မှာဆွေးနွေးခဲ့ဘူးသလိုပဲပေါ့နော်လူတွေဆိုရင်အချိန်ကြာကြီးယူပြီးတော့လောက်ရမယ်data တွေကို analysis လုပ်တာတွေကို AI ကမြန်ဆန်အများကြီးလုပ်နိုင်လာတယ်ပြီးရင်လူတွေအနေနဲ့ဆိုထက်ကတလဲလဲလောက်ရတဲ့အတွက်နည်းနည်းပြင်းရည်ငွေစရာကောင်းနိုင်တဲ့form ဖြည့်တာတွေအချိန်စရာဆွဲတာတွေပြီးရင် remind လုပ်ပေးတာတွေပေါ့နော်သတိပြန်ပေးတာတွေဒါတွေကိုလည်း AI ကိုခိုင်းထားလိုက်တယ်ဆိုရင် AI ကတော့မမေ့မလျော့မပြတ်မကွက်လုပ်ပေးနိုင်မှာဖြစ်တဲ့အတွက်လူတွေရဲ့တဦးချင်းစီရဲ့productivity လို့ခေါ်တဲ့လုပ်နိုင်စွမ်းတွေတိုးတက်လာတယ်အဲ့ပေါ်မူတည်ပြီးတော့အဖွဲ့အစည်းတစ်ဖွဲ့ချင်းမှာလည်းအများကြီးတိုးတက်လာနိုင်ခြေရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ခုနလိုပညာရေးတွေအလုပ်ကိုင်နေတဲ့မကဘူးပေါ့နော်လူတွေရဲ့ဖန်တီးနိုင်စွမ်းတွေတည်ရှင်နိုင်စွမ်းတွေပေါ်မှာလည်း AI ကအများကြီးအထောက်အကူပြုတယ်เนาะဒါကတော့ရှေ့မှာဥပမာပေးခဲ့သလိုပဲပုံတွေကိုလွယ်လွယ်နဲ့ဖန်တီးလို့ရလာတယ်ကိုက idea ရှိရင်ရှိတယ်လို့ပေါ့နော် idea ထုတ်ပေးလိုက်ရုံနဲ့ကြားထဲမှာအဆင့်တွေအများကြီးဟိုးရန်လောက်လေ့လာစရာမလိုဘဲနဲ့လေ့ကျင့်စရာမလိုဘဲနဲ့လုပ်လို့ရလာတယ်ပြီးရင်ဗီဒီယိုတွေဆိုရင်လည်းအဲ့လိုပဲထုတ်လို့ရတဲ့အနေအထားမျိုးတွေမှာရှိလာတယ်အဲ့တော့အဲ့ပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကိုအမျိုးကစားလို့ရတယ် chat ထွင်လို့ရတယ်ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကအရှိန်ဟုန်ပို့ပြီးတော့
မြင့်လာတာပေါ့နော်အဲ့တော့ရှေ့မှာဆွေးနွေးခဲ့တဲ့မှာဆိုတိတ်မပါတာကျွန်တော်တို့ music မှာလည်း AI ကိုသုံးလာကြတာတွေရှိတယ်အဲ့တော့ဥပမာအဖြစ်ဆိုရင် Google ကထုတ်တဲ့ Suno ဆိုတဲ့AI music generator လို့ဟာမျိုးတွေရှိရပေါ့နော်အဲ့တော့ကိုကတချင်းစာသားထည့်လိုက်လို့ရတယ်ဒါမှမဟုတ်လည်းချင်းစာမထည့်ရင်တော့အကြောင်းအရာလောက်ထည့်လိုက်လို့ရတယ်ပြီးသွားရင်ကိုရွေးချင်တဲ့ music genre music အမျိုးအစားပေါ့နော်ဒါကိုရွေးလိုက်ရုံနဲ့ခုနကဟာနဲ့ကိုက်ညီမဲ့ဂီတတချင်းတွေထုတ်ပေးရမျိုးပေါ့နော်တချို့ဆိုရင်အဲ့ဒါလေးတွေထုတ်ပြီးတော့ online ပေါ်မှာဖြန့်ထားတာမျိုးလေးချို့တွေ့ဘူးလိမ့်မယ်မြန်မာတချင်းပဲမြန်မာတန်တိတ်မဆန်မဲနဲ့တိုင်းရင်းသားတန်ပဲဝဲနေတယ်လို့အဲ့လိုတမျိုးဖြစ်နေတဲ့တချင်းတွေတော်တော်များများအဲ့ဒါကျွန်တော်တို့အမြင်တော့အဲ့ဒါ AI နဲ့လှုပ်ထားတာအဲ့တော့တချို့ကတော့ဒါကို AI လို့မထင်မဲနဲ့အဲ့လိုမသိရင်တိုင်းရင်းသားပဲဆိုထားလို့အဲ့လိုမျိုးမြန်မာတန်ဖြစ်နေတယ်လို့ပါလို့ထင်တတ်ကြတာပေါ့နော်တကယ်ကတော့ခုနလို AI နဲ့လှုပ်ထားတဲ့ music ပါဒါကမြန်မာစကားကိုအဲ့လောက်ကောင်းကောင်းမလုပ်နိုင်တာတော့မှဒီလောက်ဖြစ်နေပြီပေါ့နော်အဲ့တော့တခြား English တွေပါတယ်ဆိုရင်တော့ခွဲရတာတော်တော်လေးကိုခက်တဲ့အနေအထားကိုရောက်သွားပြီပေါ့နော်အဲ့တော့ဒါကတမယိုးကြပေါ့နော်လူသုံးများတဲ့ဟာပဲရှိသေးတယ်အဲ့လိုမဟုတ်ဘဲနဲ့တခြားပေါ့တကယ် musician တွေကသူ့အပိုင်းနဲ့သူလိုအပ်တဲ့လောက်လေးပဲ AI ကိုသုံးပြီးတော့သူတို့ရဲ့ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းနဲ့ပေါင်းစပ်နိုင်တဲ့ဟာမျိုးတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ AI ဒီလူတွေရဲ့ creativity တွေပေါ်မှာလည်းအများကြီးလာပြီးတော့တက်ရောက်မှုတွေရှိလာတယ်ပြီးတော့နောက်တစ်ခုကတော့ AI ရဲ့တက်ရောက်မှုက healthcare industry ပေါ့နော်ကျန်းမာရေးဆောင်ရှောက်မှုဆိုင်ရာနယ်ပယ်မှာလည်းအများကြီးတက်ရောက်မှုရှိတယ်အဲ့တော့research တွေလုပ်တဲ့အခါမှာသူတည်နာတွေလုပ်တဲ့အခါမှာ data တွေအများကြီးလိုတယ်အဲ့ data တွေကိုအများကြီး analysis တွေလုပ်ရတယ်အဲ့တော့အဲ့အခါမှာ AI ကခုနလိုမြန်များလုပ်နိုင်တယ်ပေါ့နော်တချို့နေရာတွေမှာဆိုရင် AI သုံးထားတဲ့ chatbots တွေနဲ့စုံစမ်းလာတဲ့လူတွေကိုပြန်ဖြေပေးတာလိုအပ်တော့မှဒါလူကိုလွှဲပေးမှာပေါ့နော်ဒါမျိုးလုပ်တဲ့ဟာတွေလည်း AI တွေကိုအသုံးချပြီးတော့လုပ်လာကြတာပေါ့နော်ပြီးတော့ AI ကြောင့်တချို့အလုပ်ကိုင်းတွေလည်းနောက်ဆိုရင်ရှိချင်မှရှိတော့မယ်ဆိုတာတော့ဆွေးနွေးခဲ့တယ်အဲ့လိုပဲတခြား AI နဲ့သုံးလို့ရတဲ့အလုပ်ကိုင်းအမျိုးအစားအသစ်တွေလည်းအများကြီးပေါ်လာနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့လည်းဒါ AI နဲ့အလုပ်ကိုင်းနဲ့ဆက်တဲ့ကိစ္စမှာလည်းကျွန်တော်တို့အခြေဆွေးနွေးသွားခဲ့ပြီပေါ့နော်နောက်တစ်ခုကတော့ပေါ့နော်ဒီကဘာကြီးတစ်ခုလုံးနဲ့ခြီးတဲ့တချို့သောစိန်ခေါ်မှုတွေပြဿနာတွေပေါ့နော်အဲ့တော့ဒါတွေကိုလည်း AI ကိုအသုံးချပြီးတော့အများကြီးအရင်ထက်ဖြည့်ရှင်းနိုင်လာဖို့တွေရှိတယ်အခုလက်ရှိလည်းဖြည့်ရှင်းနေကြတာပေါ့နော်ဥပမာရာသီဥတုနဲ့ပတ်သက်တဲ့ခံမှန်းတာတွေမှာသုံးတဲ့ဟာမျိုးတွေရှိတယ်တဘာဝဘေးရနေကြောက်ရောက်တဲ့အခါမှာလည်းပေါ့နော်အဲ့လိုဘယ်နေရာတွေမှာဘယ်လိုကြောက်ရောက်တယ်ဘယ်လိုမျိုးတက်ရောက်မှုတွေရှိနေတယ်ဆိုတာကိုAI နည်းပညာသုံးထားတဲ့မြေပုံတွေထုတ်ပြီးတော့ပေါ့နော်အချိန်နဲ့အမျှတင်ပြနေတာတွေရှိတယ်အဲ့တော့အဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေမြန်ချလို့ရတာပေါ့နော်အဲ့တော့အဓိကတော့ရှင်းပါတယ်ကျွန်တော်တို့လူတွေလက်ရှိလုပ်နေတဲ့အရာတွေအတိုင်းနှီးပါမှာ AI ကိုသုံးပြီးတော့ပို့ပြီးတော့မြန်ဆန်ထိထိရောက်တွေလုပ်နိုင်လာတယ်ကြည်ပြည့်နေလုပ်နိုင်လာတယ်အဲ့ဒီအတွက်ဒါဒီ AI ကကျွန်တော်တို့သုံးနိုင်တယ်လို့ကျွန်တော်တို့အတွက်အကျိုးရှိတဲ့နည်းပညာတစ်ခုဖြစ်လာမှာပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်း AI ကြောင့်ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေရှိတယ်ပြီးရင် AI သုံးတဲ့အခါမှာသတိထားရမယ့်ကိစ္စတွေရှိတယ်အဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆွေးနွေးကြတာပေါ့နော်